မင်းတန်တင်ပြီးတမိုင်းနောင်ရဲ့အထိဖြစ်ခဲ့ရတဲ့အိမ်တွင်းနဲ့အကြောင်းဒီနေ့မှာတော့ဖုတ်ပွားတောင်တောင်လုံးလာမကမြန်မာလူမျိုးမှန်သမျှရဲ့အိမ်တိုင်းမှာမြင်တွေ့ရတဲ့ဗပဲမောင်လေးတဲ့ကောင်မင်းမဟာဂီနာမည်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အိမ်ထဲမှာအိမ်တွင်းအောင်ဆိုတဲ့နေ့စဉ်အပြင်ပိတ်ဆအနေနဲ့အတူတူညနေရောက်တိုင်းမဖြစ်မနေပိတ်ပေးရတဲ့ဆန်လေးတစ်ခုရှိနေကြမှာပါ။ဒါဆိုရင်တော့အိမ်တွင်းအောင်ဟာဘလို့ဖြစ်လာတာလဲ။ညနေရောက်တိုင်းဘာလို့မလို့လိုက်ကပိတ်ပေးရတာလဲဆိုတော့ရိုးရာတလေးအဖြစ်အပျက်တွေကိုပါတခါတည်းအပြေရှာပေးသွားမှာပါမြန်မာတက္ကရာ266ခုတေးလေချောင်းမင်းလက်ထက်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြမှာဖြစ်ပါတယ်ဗပဲမောင်တစ်နဲ့နာမည်အရင်ကတော့မောင်တင့်တယ်ဖြစ်ပြီးတော့မီယိုဖလာဗပဲထုစစ်ရှင်အတက်ပညာကိုလောက်ကင်အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့မောင်တင့်တယ်နေထိုင်ရာအရက်ကတော့တကောင်းပြေဖြစ်ပြီးတော့ထိုချိန်မှာတကောင်းပြေကိုအုပ်ဆိုးတဲ့တကောင်းဘရင်ဆိုတာလည်းရှိနေခဲ့ပြန်တယ်တကောင်းဘရင်အနေနဲ့ကတော့တင်းလျှောက်ပတ်တဲ့ဖုံးတကုတ်အာနာတွေရှိနေပေမဲ့လည်းကာယအားနဲ့ရှင်လာခဲ့မယ်ဆိုရင်တော့တေချာပေါက်နောက်ကျကြံခဲ့မဲ့မင်းတစ်ပါးလို့ပြောရမှာပါအဲ့ဒီလိုတရေပေါ်ကြောင်မင်းအုပ်ဆိုးနေတဲ့လက်ထက်မှာပဲဗပဲပညာရှင်ကြီးဦးတင့်တော်ဟာနတ်မှုနတ်ရနဲ့ပတ်သက်ပြီးတော့လဲဗပဲပညာရက်ကိုတော်တော်လေးအားကိုးရတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဦးတင့်တော်မှာအင်မတန်ခွန်အားကြီးမားပြီးရုပ်စင်းအင်္ဂါပြည့်ပြည့်လုံးနဲ့မောင်တင့်တယ်ဆိုတဲ့သားတစ်ယောက်ရှိသလိုအင်မတန်ချောမောလှပလုံးနဲ့နှမတော့မမျက်လှနဲ့ထွေးပြူဆိုတဲ့သားသမီး3ယောက်လည်းထုံးကားခဲ့ပါတယ်မောင်နှမ3ယောက်ထဲမှာကတော့ဖခင်ဖြစ်သူကမောင်တင့်တယ်ကအားအကိုရဆုံးသားဖြစ်နေသလိုဖခင်ဖြစ်သူနဲ့အတူဗပဲပညာကိုလည်းထူးထူးချွန်ချွန်လောက်ကိုင်းနိုင်သူဖြစ်ပါတယ်မောင်တင့်တယ်ဟာအင်မတန်မှခွန်အားပလကြီးမားသည်ဆိုတဲ့အတိုင်းတခါစားရင်တနက်ကိုဆန်လေးပြီးအသားလေးကုန်တယ်လို့လဲဆိုထားကြပြန်တယ်အဲ့ဒီလိုအစားကြီးတော့ခွန်အားပလနဲ့ပတ်သက်လာရင်လဲပိတ်တာ90ကြီးတဲ့သူကိုညာလက်တလိပ်ပိတ်တာ100ရှိတဲ့သူကိုဘယ်လက်တလိပ်ဆိုပြီးတော့အတိုင်ပေါက်ညီရုံးကန်နိုင်သူဖြစ်ပါတယ်